လက်လောရာသီဥတုလေးကတော့မမဆောင်းလို့ပဲရွာမလို့လို့မရွာမလို့လို့ရွာမလို့လို့မရွာမလို့နဲ့ဒါပေမဲ့မိုးတာအုံနေတာလုံးဝမရွာပါဘူးရာသီဥတုကအရန်ကောင်းပြီးတော့ဒီလုံးမှာခေါက်တီအရန်လို့ရိုက်လို့ကောင်းတယ်လေးလေးတဝီးဝီးနဲ့ပေါ့နော်ဟိုမသိရင်ဒီလိုမျိုးမှောင်မင်းနေပဲလေလုံးဝမိုးရောဒါပေမဲ့ဒီနေ့ဒီဗီဒီယိုလေးကတော့ကျွန်တော်ဟိုတနေ့ရိုက်ခဲ့ရပါတော့ဒီနေ့လည်းကျွန်တော်ရိုက်တယ်မိုးတွေအရန်ရွာတယ်ဒါပေမဲ့ပထမဟိုပါပေါ့နော်12နာရီလောက်ကကျွန်တော်တို့တီးအော့ထွက်မယ်ဆိုပေမဲ့နိုင်ကတော့နောက်လျှောက်ပြီးတော့ထွက်လိုက်တယ်မိုးလုံးဝမရွာတော့ဘဲနဲ့ညနေဆောင်တီကိုတောက်လျှောက်ရိုက်လို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုပြောချင်လို့ပါကော်ဖာရီဒီလုံးမှာမိုးရွာမယ်ထင်ပေမဲ့လည်းသွားတာရဲလိုက်ပါစိတ်ကူးမမားစရာဘူးဘလို့ပဲဖြစ်ဖြစ်ရိုက်လို့ရတဲ့ရာသီဥတုလေးပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုပြီးအောင်ကြည့်ပေးရတဲ့အတွက်ကြောင့်မလို့ like and follow လုပ်ခဲ့ပေးပါဦးနော်ဒါလေးကတော့ကျွန်တော်ရဲ့ body pad လေးပါကျွန်တော်ပါလေးနဲ့ပဲဆုံးသက်ခဲ့ပါတယ်အားလုံးကျေးဇူးပါ